မှာတော့မြန်မာဆီယမာလေးဖြစ်တဲ့ဂျာပြူမာလေးကိုကင်ပြအောင်မှာဖြစ်ပါတယ်ဂျာပြူရဲ့ရွှေမိုးလေးရေရွာတိုင်းမဲ့တတိယနေလေကတင်တွေထဲမှာပျော်ဘူးခဲ့တာတွေဒီချိန်ဆိုဂျာပြူရဲ့မိုးတတိယနေကိုနေမလားလေမြန်မာအိုင်တော့မှာနှစ်ပြန်ခဲ့တာဖြစ်တဲ့ကြောင့်ဒီလိုမြန်မာသချင်းတွေမျိုးတော့ကတော့လုံးဝအေးဆေးပဲပလန်ဗမာရဲ့ဂျာပြူပဲပြောင်းနေလဲခုရှင်ကတော့ခွေးကြိုက်တဲ့ဖိုးတေဘရိုဒီကတော့အမဲသားကြိုက်တဲ့ဇော်ပိုင်ချောင်းကတော့နောင်စေပါတော့ကိုမေကိုလူနောင်နေချုံထဲမှာရှိတယ်မလားထွက်ခဲ့စမ်းမနေ့ကငါတင်လိုက်တဲ့မမဝထကအကပထမဆိုတဲ့ကြပြရပြီလားမရလို့ရှိရင်နင့်ဒီနေ့လည်းမနေ့ကလိုမျိုးဖင်ချွတ်ပြီးအတန်းရှိမှထွက်ထိုင်ခိုင်းတာမယ်နော်နောင်အခုချိန်မပြန်သေးဘဲနဲ့ချုံထဲပါလဲလို့လားတေးလာပေါက်တာလားကြာပြူတက်လို့သေးရတယ်နောင်ငါမနေ့ကနင့်မြန်မာစာပေးလိုက်တဲ့ဥစ္စာနင်ဘာလို့မရေးလာအဲ့ဒီကြပြမျိုးတက်ပြီးအိမ်မှာစိုးလို့ငါပြောထားတယ်လေအဲ့ဒါမျိုးရိုက်တာဘလဘလပြီးတော့နောင်နင်ကစာမကြက်တဲ့ချိန်ငါဒူတီကြနေချိန်ငါရဲ့ထမင်းတိုက်ကိုနင်ခိုးစားရတဲ့ကိစ္စပြောစမ်းနောင်တက်တိရှင်းထွက်လာခဲ့စမ်းနင်ရဲ့တိုင်းကွက်တွေကဂျိုးနေပြီငါလောက်ကတော့နင်အစ်စီတက်လိုက်လို့ရတယ်ဖေနဲ့ငါ့ဒုံကြည့်ထည့်လိုက်လားခွေးကြိုက်တဲ့ဖိုးတီဘာမှလောက်ကြလဲဟိုနေ့အထိခွေးကြိုက်လို့ဆိုလမ်းမှာသွားပြီးခွေးရှင်မှာသွားပြီးမော်ရရှိုးရှောင်းနေရဆိုဟဲ့ဟို global 1 plus မှာနင်ကဘာလဲနင်ကဟိုဘာလဲ S ဆိုင်ရဲ့ညီမလားနင်ကဟို global 1 plus တဲ့နာမည်ဟိုကပြီးတော့တော်လည်းမတော်ဘူးအမဲသားကြိုက်တဲ့ဇော်ပိုင်းဟိုနေ့ကငါကြောင်သမင်းကြိုက်ထည့်လာတော့ငါသမင်းကြိုက်ထဲအမဲသားဘယ်ရောက်သွားလဲဆိုတော့နင်စားသွားတာဆိုနောင်ငါ့ကိုပြောတာဟုတ်လားနောင်ဖြေပေးလိုက်စမ်းတာမသိဘူးလေလာမလို့တဲ့နော်နင်စာမရိုက်နဲ့ဒီနေ့ pinch ချွတ်ပြီးအတန်းရှိမှထွက်ထိုင်ခိုင်းမယ်ငါခွေးကြိုက်တဲ့ဖိုးတေဘာလို့ဂိမ်းနဲ့ရောက်နေတာတော့တက်လာပါပြီလားဂျာပြူဖြစ်ပြီးတော့လေဂျာပြူဖြစ်ပြီးလိမ့်မရှင်ဒီကိုမီကိုနော်ငါပြောရမကောင်းတော့ဘူးနော်ပြောချင်နေရမလို့ကိုရနေရကျမမဆဲဘူးနော်ဒါဖျားခံအမဲသားကြိုက်တဲ့ဇော်ပိုင်ကိုမီကိုလို့ဒီခရီးစားရတယ်ကြားလိုက်တာအဲ့လောက်တော့ဒီကိုမီကိုလို့အဲ့မဟုတ်မြင်ပါလားနာမည်အဲ့လိုကြီးပေးထားလေခေါ်လာလည်းမကောင်းပရိသတ်တွေရှိမှာပရိသတ်ကြီး new video လေးတင်နေတဲ့ဆိုလို့ရှိရင်လေ like and follow လုပ်ခဲ့ဖို့လည်းမမေ့နဲ့နော် share လို့ရလို့ရှိရင်လည်း share ထုတ်လေးနဲ့ကူညီပေးခဲ့လို့ရပါတယ်နော်ပရိသတ်ကြီးရဲ့ like and subscribe တွေ share တွေ new တဲ့အင်အားဖြစ်စေတဲ့ကြောင့် new video အသစ်လေးတွေတင်ဖို့အတွက်အားရှိရပေါ့နော်အဲ့ဒါကြောင့်လုပ်ခိုင်းတာဖြစ်ပါတယ်လုပ်ခဲ့နော်ပရိသတ်ကြီးနောက်ဆုံးမှာတော့ကြာပြီးတော့ဖွင့်နိုင်ပါပြီပေါ့နော်လက်ခုပ်တလေးနဲ့စိုးစိုးနဲ့ plan ဇက်တော့ရိုင်းဗီဒီယိုလေးကိုချိန်နေတဲ့ဆိုလို့ရှိရင်မျိုးရှိရပြောခဲ့တဲ့လူမျိုးလုပ်ခဲ့ပြီနော်အဲ့ဒါမှမျိုးဗီဒီယိုလေးတင်ဖို့အားရှိမှာပါ